Hey guys, it's Sue. I'm so excited today because today is the day I've been waiting for so long. Today, MacBook Pro နဲ့ iPhone 17 Pro ကိုသွားပြီးတော့ pick up လုပ်မယ်ပြီးရဲ့ခါကျရင်ဖောက်ပြပါမယ်အခုကတော့သွားနေတဲ့လမ်းပေါ်မှာပါဘာလို့အရင် excited ဖြစ်နေရလဲဆိုတဲ့ခါကျတော့ order က online ကနေမှာထားပြီးတဲ့ခါကျအခုကသွားပြီး pick up လုပ်မှာပေါ့နော်ပြီးတော့ order ကြီးအကုန်လုံးကလည်းတစ်ခါနဲ့မရအောင်နှစ်ခါသုံးခါလောက် pick up လုပ်ခဲ့ရတယ်အဲ့ခါကျတော့အခုထက်ထိပေါ့နော်ဖောက်ဖို့ကိုအကုန်လုံးစုံအောင်စောင့်ပြီးတော့ဖောက်နေရပေါ့နော် Okay unboxing လုပ်ပါမယ်ကာလာလေးကိုကြည့်အရန်ကိုကြိုက်တယ်ဒီကာလာကိုအဲ့လိုမျိုးများသောအားဖြင့်အယောင်လေးဆိုရင်အင်ဂျီဆိုရင်တော့မှအဲ့လိုမောင်ဟိုအမဲရောင်တို့လက်ပြရောင်တို့ပါအဲ့လိုမဝတ်တာများတယ်အဲ့တော့ကာလာကအယောင်တောက်နေတဲ့ high ဆိုရင်မကြိုက်ဘူးပေါ့နော်this is my color အရင်တော့ကလေ MacBook Air ရှိခဲ့တယ် MacBook Air က2နှစ်လောက်ပဲသုံးလိုက်ရတယ်မလိုက်တာပေါ့နော် screen ကနေပြီးတော့မလိုက်တဲ့ခါမှာ screen ကအပ်သွားပြီးတော့အဲ့ဒါကိုမသုံးဖြစ်တော့အားကြောင့်ဒီတစ်ခါလည်းပြောရရင် MacBook Air လေးလိုချင်တယ် because it's so easy to carry around and it's so light ဒါပေမဲ့ it's not for me so အားကြောင့် MacBook Pro ပဲယူလိုက်တာspecial order มาละนำแบบนี้ถึงค่ะก็เป็นดีไซน์สวยนะอ๋อเนี่ยชิเชียลี่คุยลี่อยู่จังลี่อยู่บ้านiPhone လေး unboxing လုပ်ပါအောင်မယ်ဒီကလာလေးကြိုက်လို့ပါအဲ့တော့ showroom မှာတပူလာထုံးစံတိုင်းပဲအယောင်လေးရောအရင် color လေးကိုပဲရွေးခဲ့တယ်တကယ်တော့ iPhone ကဒီတစ်ခေါက်ထွက်တဲ့ထဲမှာလိမ်မော်ရောင်က unique ဖြစ်တဲ့ color လေးပေါ့နော်ဒါပေမဲ့အဲ့ဒါတော့ကိုတော့မဟုတ်ပေါ့နော်ဘာလို့လဲဆိုတော့အင်ဂျီတောင်မှလိမ်မော်ရောင်ဆိုရင်မဝက်ဘူးပေါ့နော်ပြီးတော့အဖြူကြားတဲ့ခါကျတော့ဓာတ်ပုံရိုက်တဲ့ခါမှာအဝေးကနေကြည့်ရင်တရုတ်ဖုန်းတွေနဲ့တူရလို့ခံစားရလို့အဖြူလည်းမရွေးခဲ့ဘူးအခုလိုမျိုးဆုံးဖြတ်ကြည့်ပြီးရတဲ့အတွက်အားလုံးကျေးဇူးပါ